La common sense မှာကျဆိုပါရရှင် La common sense မှာရနိုင်တဲ့အစားအစာလေးတွေကတော့ healthy food တွေဖြစ်ပါရရှင် premium and quality လေးတွေဖြစ်တဲ့အတွက်ကြောင့်ကျမကြီးလိုက်စားတဲ့သူအတွက်ဝိတ်တမှာစိုးနေတဲ့သူတွေဝိတ်ထိန်တဲ့သူတွေပေါ့နော်စီချိုတမရလည်းစားလို့ရပါတယ်ရှင်တချို့ကတော့ပိုက်စားတယ်ဝိတ်တော့တက်ချင်ပါစားနေလို့လာမိပါတယ်ဒီမှာတဘာဝတတိချောင်းလေးရှိပါတယ်နောက်ထပ် The common sense မှာဒေတာအစားအစာလေးတွေရရှိပါတယ်ရှင်ဒေတာအစားအစာလေးကတော့နင်းနီ6ကျော်မိုး6ကျော်ထိုဖုန်းနဲ့ပြန်ကျော်မြို့တီနေပဲနဲ့ကြော်လေးရတက်လို့စီတန်လေးနဲ့ဖြစ်ပါတယ်စီတန်လေးနဲ့ကြော်ရတော့ကြောင့်လူမျိုးပါရမီစားသုံးနိုင်ပါတယ်ရှင်page နဲ့လာရောက်အပ်ပြီးလို့ရပါတယ်ရှင် Facebook page Instagram page တွေမှာအကုန်ရပါတယ်ရှင်အပ်ပြီးတဲ့တရားချင်းစီတိုင်းကျေးဇူးတင်ပါတယ်ရှင်